မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ပမာပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ဖားကတ်မြို့အတွင်းမှာစစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားမှုရှိလာတဲ့တဲ့နဲ့ကင်တန်အကယ်ဒမီကျောင်းရဲ့2024-25ပညာသင်နှစ်အတွက်ကျောင်းသားတွေလက်ခံနေပြီဖြစ်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကရှမ်းမုံပါKIA တပ်မဟာကိုပူပေါင်းတပ်ဖွဲ့တွေကလောက်မောင်ကုန်းနဲ့တောမော်စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်ပြီးတဲ့နောက်ဖားကတ်မြို့အတွင်းမှာစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာတယ်လို့ဒေသခံတွေကပြောပါတယ်။ဖားကတ်မြို့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေဟာစစ်ရေးလှုပ်ရှားလာပြီးတော့မနာမော်ကျေးရွာမှာရှိတဲ့ကြောက်စင်းကုမ္ပဏီလုပ်ကတ်တွေမှာနေရာယူစစ်အင်အားဖြစ်တင်းနေတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်အင်အားဖြစ်တင်းတာတွေကြောင့်ပြည်သူတွေဟာလည်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပြီးလုံခြုံတဲ့နေရာတွေဘက်ကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။စစ်ကူဖို့ရောက်လာကြတဲ့ဖားကတ်ဆိုင်းတောင်နီးဖျားကုန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာစမ်းကြွယ်ဘုံကြီးကျောင်းဝင်းမှာတပ်စခန်းချနေရာယူနေကြတယ်လို့လည်းဒေသခံပြည်သူတွေထံကနေသိရပါတယ်။အခုလိုစစ်ကောင်စီတပ်ကလှမောင်နဲ့တောမော်တပ်စခန်းတွေကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်တိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်လက်ရှိပါတယ်။ဖားကတ်မြို့အတွင်းစစ်ကောင်စီတပ်သားတွေစစ်ရေးလှုပ်ရှားလာတာဟာဖားကတ်တပ်မကုန်းကိုကောက်ွယ်တဲ့တဘောဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။မြစ်ချနာမြို့ရွှေစက်ရုပ်ကွက်မှာဖွင့်လှစ်ထားတဲ့ကင်တန်အကယ်ဒမီကျောင်းရဲ့2024-25ပညာသင်နှစ်အတွက်ကျောင်းသားတစ်စတင်လက်ခံနေပြီဖြစ်တယ်လို့ကျောင်းကော်မတီဝင်တွေထံကနေသိရပါတယ်။အဆိုပါကျောင်းဟာတက္ကသိုလ်ဝင်တန်းစာမေးပွဲမဖြေဆိုတော့တဲ့ကျောင်းသားကျောင်းသူတွေအတွက်အဆင့်မြင့်ပညာသင်ကြားပေးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။လူငယ်တွေပညာကိုပိုပြီးလေ့လာစီးပူးနိုင်ပြီးတော့သင်ကြားပြီးတဲ့ပညာရပ်တွေနဲ့မိမိတိုင်းပြည်လူမျိုးအတွက်အဖက်ဖက်ကနေကိုညီထောက်ပံ့ပေးနိုင်ပြီးအကျိုးပြုနိုင်တဲ့လူတွေဖြစ်လာစေဖို့ရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါကျောင်းရဲ့စာသင်နှစ်ကိုနှစ်သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။ဒီနေ့တင်ဆက်ခြင်းပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။